ကိုချင်းတရားမကောင်းလို့ရှင်ជីវတိုးတက်တယ်ဆိုတာလောကမှာမရှိကိုချင်းတရားပြက်ပြားသွားတဲ့ပုဂ္ဂိုလ်ဟာစီးပွားဥစ္စာလည်းပြက်တာပဲကိုချင်းပြက်သွားရင်စီးပွားဥစ္စာပြက်တယ်နိမိသားစုထဲမှာဖြစ်စေအလုံးဟာဒီလူဟာဖောက်ပြန်တယ်ကိုချင်းတရားပြက်ပြားတယ်ဆိုတဲ့ပုဂ္ဂိုလ်တရားကြီးပွားဖို့ရခဲရင်သွားတယ်ပေါ့ဒါကြောင့်မို့ကိုချင်းတရားမပြက်ပြားရဘူးကိုချင်းတရားလို့ဆိုတဲ့နေရာမှာအဓိကအရေးကြီးဆုံးကတော့ပါဏာတိပါဒဝေရမဏိအာဒီနာဒနာဝေရမဏိစတဲ့၅ပါးသီလပဲဖြစ်တယ်၅ပါးသီလဟာအလွန်တန်ဖိုးကြီးမားပြီးတော့ကောင်းကျိုးချမ်းသာတွေကိုပေးတဲ့နေရာမှာဒါနတဲ့ပုံမြင့်မားတဲ့အကျိုးဖြစ်ပေါ်စေတယ်ဒါကြောင့်မို့သီလဆိုတာကိုအလေးနဲ့ထားကြရမှာဖြစ်တယ်မြန်မာလူမျိုးတွေကသီလတဲ့ဒါနကိုအလေးနဲ့ထားနေကြတယ်ကိုချင်းသီလကိုပို့ပြီးတော့အလေးနဲ့ထားကြရမှာဖြစ်